ဝိုင်းချုံမှကြော်တဲ့အိမ်တခိုးဖောက်ခင်ရပြီးတော့တွင်းပစ္စည်းတွေပါသွားပရိသတ်ကြီးငွေကြေးဆိုတာယနေ့ခေတ်ကြီးထဲမှာလူအများကြားမှာရုန်းကန်နေရတဲ့ကိစ္စကြီးတစ်ခုပါနော်ငွေကြေးချမ်းသာတဲ့သူတွေကလည်းပို့ပို့ပြီးတော့ချမ်းသာလာသလိုဆင်းရဲတဲ့သူတွေကလည်းဆင်းရဲတဲ့နဲ့တစ်ထက်နဲ့လာပြီးပိုခက်ခဲလာကြပါရီငွေရှာရခက်ခဲလာလေလေလူရဲမှုတွေခုံမှုတွေအများကြီးနေ့တူဝါကြုံတွေ့လက်ခံစားလိုက်ရတာဖြစ်ပါရီနမေကြီးစလီကျော်စုံတဲ့ဂျွိုင်းချုံမရဲ့အိမ်ကိုလည်းမိနစ်တနေ့ကတခိုးဝင်ဖောက်ပြီးတော့အတွင်းပစ္စည်းတွေကုန်ပါသွားတာဖြစ်ပါရီသူမကတခိုးဖောက်ခင်ရချိန်မှာအိမ်မှာမိသားစုလည်းမရှိတာကြောင့်အသက်ဘေးကနေလွတ်ခဲ့ရတာဖြစ်ပါရီသူမတို့ကအပြင်မှာကြော်ဆိုင်ဖွင့်နေတော့နေအိမ်ကိုနောက်ကျမှပြန်ရောက်လာတာဖြစ်ပြီးတော့ဘေးနားကအိမ်တွေရဲ့စူညံတန်းကြောင့်သူမတို့အိမ်ဖောက်ခင်ရပြီလို့သိလိုက်ရတာဖြစ်ပါရီသူမတို့အိမ်မှာဘာအတွင်းပစ္စည်းလဝိရနာမှာအစ်စ်တွေမရှိဘဲနဲ့အကုန်ဖန်စီတူတွေဖြစ်ပြီးအဲ့ဒီတူတွေကိုအားလုံးခိုးသွားခဲ့တာပါဝိုင်းချုံမဟာအိမ်ဖောက်ခင်ရလို့စိတ်မကောင်းဖြစ်ပေမဲ့သူမတို့ရဲ့ပိုင်ဆိုင်မှုတွေဟာအကျော်ဆိုင်ကြီးထဲမှာအားလုံးထည့်ထားတာကြောင့်အင်ကိုလာဖောက်လေဘာမှမရှိဘူးလို့ဆိုရှယ်မှာပြောလိုက်တာဖြစ်ပါရီဝိုင်းချုံမကသူမအိမ်ဖောက်ခင်ရတာကိုစိတ်ဆင်းမြဲပဲသူမဗီယိုထဲမှာရှိတဲ့ဝတ်တွေအားလုံးကိုဖွားခံလိုက်ရတာကြောင့်စိတ်ညစ်နေကြတာလို့ပြောပါရီတကောကဘာမှမရှိတဲ့အိမ်ကိုလာပြီးဖောက်တော့ဟိုရှာဒီရှာနဲ့ရှိတဲ့ဝတ်တွေကုန်ဖွားသွားခဲ့တာဖြစ်ပါရီသူမတို့အိမ်ဟာလမ်းဘေးမေးတင်4000စုံအိမ်ဖြစ်ပါရီတကောကအလွယ်တကူတက်ရလွယ်ပြီးတော့ဘေးအိမ်ကသူတွေမသိအောင်ကိုခိုးသွားခဲ့တာပါဝိုင်းချုံမဟာသူမတို့ဝတ်ထားသမျှအတူတွေကြီးပဲအစ်စ်တွေမဟုတ်ဘူးဖန်စီတွေကြီးဝတ်တာဖြစ်တာမို့တကောဟာဗီယိုတွေကကော်ဘူးနဲ့ထည့်ထားတဲ့ရတနာတစင်စာ20ကိုယူသွားတာပါအဲ့20ကလည်းအင်ကြီးလေးတွေနဲ့တွဲဖို့ဝေထားတာမလို့20လုံးဟာအတူတွေဖြစ်ကြောင်းပြောပြခဲ့တာပါဒါကြောင့်တခိုးကိုဟာသားလုံးနေပြီးတော့အရန်လေတဲ့တခိုးအတူတွေယူသွားတယ်လို့ပြောပြခဲ့တာပါဝိုင်းချုံမတို့အိမ်ဟာအင်ကြီးအိမ်ကောင်းလည်းမဟုတ်ပေမဲ့သူမတို့အိမ်ကိုအကျော်သွားရောက်ရင်ဘေးအိမ်ထဲအင်ရှိအိမ်ကိုအပ်ထားခဲ့တာပါသူတို့တွေကြည့်ပေးနေရတဲ့တခိုးခိုးတာကြောင့်အရန်တော်တဲ့တခိုးလို့ချီးကျူးနေတာဖြစ်ပါတယ်သူတို့အိမ်ဟာတော်သုံးဆင်ခတ်ထားတာဖြစ်ပြီးအိမ်ရဲ့ပရင်ပေါက်တိုင်းမှာလည်းတန်ဆက်ကထက်ထက်နဲ့လှုပ်ထားတာမလို့တခိုးမခိုးမထင်လိုက်ပါနဲ့တခိုးကကက်ကြီးတွေနဲ့ညှက်ပြီးတော့ခိုးသွားတာဖြစ်ကြောင်းပြောပြခဲ့တာဖြစ်ပါတယ်တခိုးဖောက်ခံရပြီးတော့ချက်ချင်းတခိုးလေးရှာမတွေ့သလိုသူတို့လည်းအိမ်ကိုရှောက်ရောရှုပ်ပွားနေတာကိုတွေ့ရလို့လိုက်လွေပြီးတော့ပြပြခဲ့တာဖြစ်ပါတယ်ဝိုင်းချုံမကအတူတွေဝတ်တယ်ဆိုတာဟာအရင်ကရှိတဲ့ရွှေငွေတွေကိုထုခွဲရောင်းချပြီးဝိုင်းနေမြေတွေဝယ်လိုက်တာမလို့ကုန်စည်နှုန်းတွေလည်းကြီးတာကြောင့်ပြန်မဝယ်နိုင်ပဲရှိနေတာပါပွဲလန်းသပင်ရှိတော့မိုးလို့လည်းမလာတာကြောင့်မလို့အတူတွေကြီးဝယ်ထားတာလို့ပွင့်လင်းစာပြောလာခဲ့တာပါသူမတို့အိမ်မှာဘာပိုင်ဆိုင်မှုမှလက်ရှိမရှိတော့တာကြောင့်ခိုးသွားတဲ့တခိုးတွေစိတ်မကောင်းမှုလို့ပါဟာသဆဆန်ပြောခဲ့သူပါနော်ဒီတော့ပြည်သက်ကြီးအိမ်တွင်းထိပါလာရောက်ခိုးသွားတဲ့အတွက်ကြောက်ဖို့သိကောင်းပါတယ်နော်လူတွေများရှိရင်တော့အသက်ဆုံးရှုံးနိုင်ခြေရှိနေပါရီဒီတော့ဝိုင်းချုံမအိမ်ဖောက်ခင်ရပြီးတော့တခိုးခိုးခင်ရတဲ့ပုံမှာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့အကြောင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိကြပါနဲ့အောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်